ဒုတိယတစ်ပုတ်ဒီနဲ့မမေအာမန်ရဲ့မိခင်ကြီးဖြစ်တဲ့အမျိုးသမီးဂုံပြွေအနေနဲ့အနိုင်မဲ့မမေဆိုတဲ့ချင်းနဲ့သမီးဂုံပြွေးပေးချင်ပါရှင်